ကျွန်တော်ကိုအစဉ်မြဲအားပေးနေလျက်ရှိကြတဲ့ချစ်ပရိသတ်အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ19ရက်5လ2025ဆိုတဲ့အင်္ဂါနေ့ကဏ္ဍအတွက်ပေါ့နော်19ရက်5လ2025ဆိုတဲ့အင်္ဂါနေ့ကဏ္ဍမှာတနေ့ကုံစာ1ချိန်ပေါ့နော်တနေ့ကုံစာ1ချိန်အနေနဲ့ခွန်6 1ချိန်ပေါ့နော်တနေ့ကုံစာ1ချိန်အနေနဲ့ခွန်6 1ချိန်ခွန်6 1ချိန်ပတိကနန်းအနေဖြင့်လည်းအသုံးပြုနိုင်ပါတယ်နော်ခွန်6 1ချိန်ကိုပတိကနန်းအနေဖြင့်လည်းအသုံးပြုနိုင်ပါတယ်ပေါ့နော်တနေ့ကုံစာ1ချိန်ကခွန်6 1ချိန်ခွန်6 1ချိန်ကိုပတိကနန်းအနေဖြင့်လည်းအသုံးပြုနိုင်ပါတယ်ခွန်ပတိကနန်းအနေနဲ့ပေါ့နော်ပတိကနန်းခွန်အနေနဲ့ခွန်9ခွန်6ခွန်3ခွန်5ပို့ထိုးပေါ့နော်ခွန်9ခွန်6ခွန်3ခွန်5ပို့ထိုးပေါ့နော်တနေ့ကုံစာ1ချိန်ခွန်6 1ချိန်ပေါ့နော်ဒီထဲက6ပတိကဏ္ဍအနေနဲ့26 46 86 96ပို့ထိုးပေါ့နော်26 46 86 96ပို့ထိုးပေါ့နော်တနေ့ကုံစာ1ချိန်ကခွန်6 1ချိန်ခွန်ပတိကဏ္ဍအနေနဲ့ခွန်9ခွန်6ခွန်3ခွန်5ပို့ထိုး6ပတိကဏ္ဍအနေနဲ့26 46 86 96ပို့ထိုးထူးခြားမှုကဏ္ဍလေးအနေနဲ့ပေါ့နော်ဘာတွေထူးခြားမလဲဆိုရင်တော့တနင်္လာနဲ့အင်္ဂါမှာပေါ့နော်နေ့ရက်အတွင်းပေါ့နော်နေ့ရက်အတွင်းဘာတွေထူးခြားမလဲဆိုတော့ဗရိတ်လိုင်းအနေနဲ့ပေါ့နော်33ဗရိတ်နဲ့310ဗရိတ်တနင်္လာနဲ့အင်္ဂါမှာ33ဗရိတ်နဲ့310ဗရိတ်ထူးခြားမယ်နော်ဘလို့ထူးခြားမလဲဆိုရင်ဗရိတ်နှစ်ခုစလုံးထွက်မှာပေါ့နော်နောက်တစ်ချက်အနေနဲ့တနင်္လာနဲ့အင်္ဂါမှာနောက်ထပ်ဘာတွေထပ်ပြီးထူးခြားမလဲဆိုတော့ဇုံနဲ့ညီကိုတကယ်ထွက်မယ်နော်ဇုံတစ်ချိန်ညီကိုတစ်ချိန်ဇုံနဲ့ညီကိုတကယ်ထွက်မယ်နော်တနင်္လာနဲ့အင်္ဂါမှာဇုံနဲ့ညီကိုတကယ်ထွက်မယ်နေ့ရက်အတွင်းပါပဲဒါကတော့တနင်္လာနဲ့အင်္ဂါနေ့အတွက်ကဏ္ဍလေးပေါ့နော်ဒါထူးခြားမဲ့ကဏ္ဍလေးပေါ့နော်အာယုံမများပဲထိုင်ထိုးခြင်းနေတဲ့တီးတန့်ကိုမှစိတ်ဝင်စားနေပေါ့နော်ဒါကတော့တီးတန့်သမားတွေအတွက်ပေါ့နော်ဒါတပတ်စာကဏ္ဍနော်အာယုံမများဘူးနေတိုင်းလိုင်းမကင်ဘူးအာယုံမများပဲနဲ့တီးတန့်ကိုမှစိတ်ဝင်စားလင် special main point ပေါ့နော်3ရက်အတွင်းခွန်ပတ်သီးခွန်3ခွန်6ခွန်9 3ရက်အတွင်းခွန်ပတ်သီးခွန်3ခွန်6ခွန်9ဒီ3ခွက်ပဲထိုးပေါ့နော် special main point တပတ်စာပေါ့နော်ဒါတီးတန့်ကိုမှစိတ်ဝင်စားလင်ခွန်ပတ်သီးကဏ္ဍပေါ့နော်ဒီထဲကခွန်3ခွန်6ခွန်9ဒါပဲထိုးပေါ့နော်မထွန်းမရှိပရိတ်ကနှစ်စနစ်ပရိတ်မထွန်းမရှိပရိတ်ကနှစ်စနစ်ပရိတ်ပေါ့နော်နှစ်စနစ်ပရိတ်ထဲက3948 5ခွန်3948 5ခွန်ဒါပို့ထိုးပေါ့နော်အဲ့တော့3ရက်အတွင်းခွန်တစ်လုံးထွက်မယ်ပေါ့နော်ဒီထဲကခွန်3ခွန်6ခွန်9ပို့ထိုးရမှာပေါ့နော်ဒါပတိကနန်းကင်ဖို့အတွက်ဆိုရင်ပတိကနန်းမကင်ပဲဗရိတ်လိုင်းကင်မယ်ဆိုရင်မထွန်းမရှိပရိတ်ကနှစ်စနစ်ပရိတ်ပေါ့နော်3948 5ခွန်ဒီ3ခွက်ပို့ထိုးပေါ့နော်လေးလုံးပြီးပေါက်ကိုပဲလေးလုံးပြီးပေါက်6ခွက်ထိုင်ထိုးခြင်းနဲ့ဝါဒနာရှင်ပရိသတ်အလုံးအတွက်က8နှစ်ခွန်5လေးလုံးပြီးပေါက်ပေါ့နော်ဒါကတော့အနည်းဆုံးတစ်ချိန်မကထွက်မှာပေါ့နော်ဒါကတော့ special main point ပေါ့နော်ဒါတီးတန့်တပတ်စာပေါ့နော်ဒါကတော့နေတိုင်းစိတ်ဝင်စားပဲအာယုံမများပဲထိုင်ထိုးခြင်းနေတဲ့ခုနှစ်ရက်သားသမီးအတွက်ပေါ့နော်
အတိတ်ကဝါသနာပါတဲ့ချစ်ပိယတာအားလုံးတွေပေါ့နော်ဒါကတော့အတိတ်ကောက်ရမယ်ကဏ္ဍလေးပေါ့နော်အတိတ်ကဝါသနာရှင်ချစ်ပိယတာအားလုံးတွေပေါ့နော်19ရက်5လ2025 19ရက်5လ2025တနင်္လာနေ့ပေါ့နော်တနင်္လာနေ့19ရက်5လ2025ပထမဆုံးကဏ္ဍအနေနဲ့ပလက်တိုင်ကဏ္ဍပေါ့နော်ပလက်တိုင်မှာရေးထားတဲ့ကဏ္ဍကတော့1-6ဒါပထမဆုံးကဏ္ဍပလက်တိုင်ကဏ္ဍပေါ့နော်ဒုတိယကဏ္ဍအနေနဲ့အတိတ်စာသားလေးပေးထားပါတယ်ရေးထားတဲ့အတိတ်စာသားလေးကတော့အမေသားတရားမပေါ့နော်အမေသားတရားမဒါကတော့အတိတ်ကဝါသနာပါတဲ့ချစ်ပေတဲ့အားလုံးအတွက်ဒါအတိတ်ကောက်ဖို့ရေးထားတဲ့အတိတ်စာသားလေးပေါ့နော်ဒါကတော့ဒုတိယကဏ္ဍအနေနဲ့ပေါ့နော်တတိယကဏ္ဍအနေနဲ့ကတော့မြင်နေရတဲ့စလိန်လေးပေါ့နော်မြင်နေရတဲ့စလိန်ကဏ္ဍလေးကိုကိုမြင်ကိုရှုထောင့်ကနေကြည့်ချက်ကောက်ပြီးရောကြည့်ချက်ကောက်ရမယ်တတိယကဏ္ဍစလိန်ကဏ္ဍပေါ့နော်စတုဒ္ဓကဏ္ဍမှာကဏ္ဍနှစ်ကွက်ထုတ်ပေးထားပါတယ်ထုတ်ပေးထားတဲ့ကဏ္ဍနှစ်ကွက်ကတော့ခွန်346ခွန်3နဲ့46ပေါ့နော်ခွန်3နဲ့46ဆိုတာစိန်ခေါ်ထိုးစိန်ခေါ်ထိုးရမယ်ကဏ္ဍပါလေခွန်346ခွန်346ကစိန်ခေါ်ထိုးပေါ့နော်ဒါကတော့စတုဒ္ဓကဏ္ဍအနေနဲ့ထုတ်ပေးထားတဲ့ကဏ္ဍနှစ်ကွက်လေးပေါ့နော်ပြင်စမကဏ္ဍအနေနဲ့ကဏ္ဍတစ်ကွက်ထုတ်ပေးထားပါတယ်ထုတ်ပေးထားတဲ့ကဏ္ဍတစ်ကွက်ကတော့86ပေါ့နော်86ကကန်ဆန်းရန်86ပေါ့နော်ဒါကတော့ပြင်စမကဏ္ဍအနေနဲ့ပေးထားတာပေါ့နော်အဲ့တော့မနေ့ပြန်အတွက်တနင်္လာနေ့အတွက်ပေါ့နော်ဒါ19ရက်5လ2025ဆိုတဲ့တနင်္လာနေ့အတွက်ခွန်6ဝမ်းချိန်နဲ့ပြီးပြီပတိကဏ္ဍခွန်နဲ့ပတ်သက်တဲ့ကဏ္ဍလေးကပူထိုးတဲ့ကဏ္ဍလေးကလည်းပေးပြီးသွားပြီနော်6ပတ်တိမှာလည်းပူထိုးတဲ့ကဏ္ဍလေးကလည်းပေးပြီးသွားပြီထူးခြားမဲ့ကဏ္ဍတနင်္လာနဲ့အင်္ဂါမှာထူးခြားမယ်ဆိုတဲ့အရာလေးတွေပေါ့နော်တကယ်ထူးခြားမဲ့အရာလေးတွေကိုလည်းရွေးထုတ်ပေးပြီးသွားပြီပေါ့နော်တပတ်စာ special main ဘွားတီးတန့်ဦးမှာစိတ်ဝင်စားလင်းဆိုတဲ့ခုနှစ်ရက်သားသမီးအတွက်လည်းရွေးချယ်ပေးပြီးသွားပြီပေါ့နော်ကဲဒီလောက်ဆိုပြည်စုံဖူလုံသွားပြီဆိုတော့ကတာယာပြောရှင်ငိမ့်ညမ်းပွဲကောင်းတော့ဘဝများကိုစီဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ